အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့အသင်းနှလုံးတွေမှာနေရာတစ်ခုယူထားတဲ့ကျွန်တော်တို့လေးစားရဆုံးအောင်လအန်ဆန်ဘွားအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါရီအောင်လအန်ဆန်ဟာမြန်မာကုံဆောင်လက်ဝဲတမှာ Miss Metro Artist MMA တယောက်ဖြစ်ပြီးတော့သူ့ကိုမြန်မာမွေဟောက် The Burmese Python လို့လေလူသိများပါရီသူဟာမြန်မာနိုင်ငံရဲ့အားကစားသမိုင်းမှာပထမဦးဆုံးကမ္ဘာချန်ပီယံဆုကိုစွန့်ခူးနိုင်ခဲ့သူလေဖြစ်ပါရီအောင်လအန်ဆန်ကို1985ခုနှစ်မေလ21ရက်ကချင်ပြည်နယ်မြကြီးနားမြို့မှာမွေးဖွားခဲ့ပါရီအောင်လအန်ဆန်ဟာကချင်လူမျိုးဖြစ်ပြီးတော့ခရစ်ယာန်ဘာသာဝင်ကိုးကွယ်သူတစ်ယောက်ဖြစ်ပါရီပညာရေးအနေနဲ့ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောင်း International School ရန်ကုန်ကိုတက်ရောက်ခဲ့ပြီးနောက်အမေရိကန်ပြည်ထောင်စုမက်ဆီကန်ပြည်နယ်ရှိအန်ဒရူးတက္ကသိုလ်မှစိုက်ပျိုးရေးသိပ္ပံဘာသာရပ်နဲ့ဘွေရရှိခဲ့ပါရီအောင်လအန်ဆန်ရဲ့အစောပိုင်းဘဝနဲ့အားကစားခရီးအစမြန်မာနိုင်ငံမှာနေစဉ်ကလေးကအားကစားကိုစိတ်ဝင်စားခဲ့ပေမဲ့အမေရိကန်ကိုပြောင်းပြီးမှဘရာဇီးဂျူဂျစ်ဆူအပါအဝင်တခြားသောကိုယ်ခံပညာရပ်တွေကိုစတင်လေ့ကျင့်ခဲ့ပါရီတက္ကသိုလ်ဘွေရပြီးနောက်ပိုင်းမှာတော့ပြားမွေးမှုရေးလုပ်ငန်းကိုလုပ်ကင်ခဲ့သေးပေမဲ့မကြခင်မှာပဲသူဝတ္တနာပါတဲ့ကိုယ်ခံပညာလောကကိုအချိန်ပြည့်ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါရီသူရဲ့ professional MMA ပွဲဥထုတ်ကိုတော့2005ခုနှစ်မှာစတင်ခဲ့ပါရီသူရဲ့ထူးချွန်တဲ့မြေပြင်တိုက်ခတ်မှုတွေကြောင့်မြမမွေဟောက် The Burmese Python ဆိုတဲ့နာမည်ပြောင်ကိုရရှိခဲ့ပါရီOne Championship မှာကမ္ဘာချန်ပီယံအောင်လအန်ဆန်ဟာ One Championship အဖွဲ့အစည်းမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးမြန်မာနိုင်ငံအတွက်သမိုင်းတေးရေးထိုးခဲ့ပါရီ2019ခုနှစ်ဇွန်လတွင် Vitaly Bedic ကိုအနိုင်ယူပြီး One Middleweight ကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါရီဒီဆုဟာမြန်မာနိုင်ငံရဲ့အားကစားသမိုင်းမှာပထမအဦးဆုံးကမ္ဘာချန်ပီယံဆုဖြစ်ခဲ့တာကြောင့်မြန်မာတနိုင်ငံလုံးကသူ့ကိုဂုဏ်ယူခဲ့ကြပါရီ2018ခုနှစ်မှာတော့ Alexander Machado ကိုအလေးထိုးနဲ့အနိုင်ယူပြီး One Light Heavyweight ကမ္ဘာချန်ပီယံခပတ်ကိုထပ်မံရယူနိုင်ခဲ့ပါရီဒီလိုနဲ့သူဟာ One Championship မှာခပတ်နှစ်ခုကိုတပြိုင်တည်းပိုင်ဆိုင်နိုင်ခဲ့တဲ့ဒုတိယမြောက် Fighter ဖြစ်လာခဲ့ပါရီအောင်လအန်ဆန်ရဲ့အနိုင်ပွဲအများစုဟာပွဲပြီးဆုံးအောင်မသွားဘဲအလေးထိုးအချုပ်နီးတွေနဲ့အနိုင်ယူနိုင်တာကိုကြည့်ချင်းဖြင့်သူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကိုသိနိုင်ပါတယ်အောင်လအန်ဆန်ဟာသူ့ရဲ့ပြင်းထန်တဲ့စိတ်တဲ့စ조사အားထုတ်မှုတွေကြောင့်မြန်မာနိုင်ငံသားတွေရဲ့ချစ်ခင်လေးစားမှုကိုရရှိခဲ့ပြီးတိုင်းပြည်ရဲ့သူရေးကောင်း National Hero တူအဖြစ်လဲသတ်မှတ်ခြင်းကိုခံထားရပါတယ်အောင်လအန်ဆန်ရဲ့နောက်ဆုံးပွဲကိုတော့4ရက်စေလ2025ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပပြီးတော့မှဖြစ်လို့ကျွန်တော်တို့မြန်မာတနိုင်ငံလုံးကလည်းတခင်းနဲ့အားပေးဖို့ရင်ခုန်စွာစောင့်မျှော်နေပါတယ်ခင်ဗျာဒီလိုမျိုးဘ ഹു တုတရစရာဗီဒီယိုများကိုအမြင့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Zero to Hero Channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ